အရန်အေးတဲ့ရာသီဥတုထဲမှာသူ့ရဲ့စီးကားတောင်ချက်ချင်းရေခဲကြောင့်ဖြစ်သွားတဲ့အထိပါပဲဒါပေမဲ့အဲ့ဒီရေခဲကြောင့်ကိုမြေကြီးထက်စိုက်လိုက်ပြီးထူးဆန်းတဲ့အမှုပညာတစ်ခုအဖြစ်ဖန်တီးလိုက်တာကသူ့ရဲ့ပထမဆုံးတီထွင်ဖန်တီးမှုပေါ့သူ့ရဲ့ရှည်လျားထူတဲ့မုတ်စိတ်မွေးကြီးကြောင့်ဂေါ်ရီလာတွေကသူ့ကိုသူတို့အမျိုးနွယ်တွေကတကောင်လို့ထင်သွားကြပြီးအတူတူပျော့ပျော့ပါးပါးနေခဲ့ကြသေးတယ်ဒါပေမဲ့လူဆိုတာကတော့လူပါတယ်အချိန်တန်တော့လူတွေရှိတဲ့စီပြန်ကျင်လာတာကြောင့်မုတ်စိတ်မွေးတွေကိုရိတ်ပြီးခရီးဆက်ခဲ့ပြန်တယ်ခရီးလမ်းမှာဒိုင်နိုဆောလေးတွေနဲ့တွေ့တော့အသက်ဘေးကလွတ်အောင်တားရည်ကွင်းနဲ့လေးခွက်လူပြီးချုပ်လန့်ခဲ့ကြသေးတယ်။အဲ့ဒီတဲကဒိုင်နိုဆောတစ်ကောင်ကသူ့ကိုမိတ်ဆွေအဖြစ်ပြားအောင်ကြီးလက်ဆောင်ပေးခဲ့ပြီးမြဲပြားကြီးတစ်ကောင်ရဲ့အစိတ်ဆိုးကတတိလစ်တွားခဲ့ရကနေလူရိုင်းမျိုးနွယ်စုတစ်ခုကသူ့ကိုကဲတင်ခဲ့ပါ යි ။ဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီမျိုးနွယ်စုကပဲသူ့ကိုကြေးကျွန်အဖြစ်ပြန်ဖမ်းလိုက်တာမှာပဲ။မျိုးနွယ်စုခရီးစဉ်အတွင်းမှာဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုသူကူညီပေးခဲ့လို့မိတ်ဆွေစစ်တွေဖြစ်သွားခဲ့ကြတယ်။တာဝါတိုင်ကြီးပေါ်တက်ရင်မတော်တဆမှုတွေကြုံခဲ့ရပေမဲ့မိတ်ဆွေဖြစ်သူရဲ့ဆူတောင်းပေးမှုကြောင့်ဘေးကင်းခဲ့ရပါတယ်။အဲ့ဒီမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးနောက်မှာတော့မျိုးနွယ်စုတစ်တခုနဲ့အခြေကျရင်စိုက်ပျိုးရေးထောင်ချောက်လုပ်နည်းနဲ့ဟင်းချက်နည်းအသစ်တွေကိုတင်ပေးခဲ့တာကြောင့်အဲ့ဒီမျိုးနွယ်စုကြီးတစ်ခုလုံးတိုးတက်ပြောင်းလဲသွားခဲ့တယ်။တနေ့မှာတော့ပေါ်ပြီးအင်ဟာကြီးလက်မျိုးနွယ်စုတစ်ခုကလာတိုက်ခိုက်တဲ့အခါမှာသူတို့ဟာလက်နက်နဲ့မဖြည့်ရှင်းပဲဘောလုံးပွဲနဲ့အရှုံးအနိုင်ဆုံးဖြတ်ဖို့သဘောတူလိုက်ကြတယ်။အကျိန်နဲ့ကစားခဲ့ကြပြီးနောက်မှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကြော်ကအနိုင်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီကိုကြောင့်ပဲသူ့မျိုးနွယ်စုအနိုင်ရသွားသလိုသူ့တငယ်ချင်းလင်းချစ်သူနဲ့ပေါင်းဖက်ခွင့်ရခဲ့ပြီးမျိုးနွယ်စုနှစ်ခုကြားမှာထာဝရငြိမ်းချမ်းရေးရသွားပါတော့တယ်။တကောတော်ခရီးတဲ့တရားရဲ့ဒီဇက်လန်ကပေးတဲ့သင်ခန်းစာကတော့ကဘာကြီးကိုအနိုင်ယူဖို့လက်နက်တွေမလိုပါဘူး။အတိညာနဲ့လူသားဆန်မှုရှိဖို့ပဲလိုတာပါလို့ဆိုတာပါပဲ။